ရွယ်ကလေးကလေးလောကရန်ကိုရင်ဆိုင်တွေ့ကြုံခဲ့ပါပဲနေ့တစ်ခါတာကြီးတလဲရဲ့နဲ့တမှုရိယာနေမှာခြေလဲချက်စားကမလန်းနိုင်ရှာပဲလောကဓမ္မရာတောကအဖျားဖျားကြုံခဲ့ရပဲချစ်တော်ဖေဖေချစ်တော်မေမေမတွေ့တာကြာလေးလေးပို၍တရိယာလေးလေးရင်နိုင်လွယ်ပွားသာသမီများကအတိုးချကတော့ပန်းရစေမြင့်မို့တောင်းကျေးဇူးကောင်းတွေဆက်လို့မကုန်ပေဒီရာရေတစ်ပေါက်ကလေးကြာယုံများနဲ့မိဘတို့ဝမငြိမ်းချမ်းပေဖွာလက်နှလုံးပခုံးလက်နဲ့ဝါဘတ်တော်ကစီနှစ်နဲ့လူဖြစ်အောင်ကြွေးမဲ့ချင်ရင်မတန်းရအောင်ပင်မကြည်စွာမွေးမြူရပဲဒီကျေးဇူးကုန်တွေရည်မြော်မှန်းလို့တာကြောပါရလေကျေးဇူးရှင်ဖေဖေနဲ့မေမေငယ်စင်တောင်းကြီးခလေးဘဝကတေးဆိုလို့ချောမြူပုံတွေမမီနေသေးပဲခိုးမြူခိုးအားခိုးပြနဲ့ကဲအဖန်ခလို့ဆိုတဲ့အတန်တွေမိတ်တီလာကန်တော်အောက်ကဖားကလေးတွေကောက်ခါပေးဖို့မာလိုက်တဲ့အတန်လေးတွေတားပြစ်ကြရောင်းမိတယ်လေငယ်စင်တောင်းကြီးခလေးဘဝကတေးဆိုလို့ချောမြူပုံတွေမမီနေသေးပဲခိုးမြူခိုးအားခိုးပြနဲ့ကဲအဖန်ခလို့ဆိုတဲ့အတန်တွေမိတ်တီလာကန်တော်အောက်ကဖားကလေးတွေကောက်ခါပေးဖို့မာလိုက်တဲ့အတန်လေးတွေတားပြစ်ကြရောင်းမိတယ်လေကလလရေချီရောတရီတီကလေးကပူငန်စခါရှောင်းရှားကလေးမကောင်းမြတ်တာအော်ကောင်းရညွန်လို့ယင်းနီပေးဝေးစေအတက်ကိုလေးတင်စေ